မနေ့တော့က Manchester United သုံးသက်ပေးခဲ့တယ်လို့မျိုး100%အောင်မြင်မဲ့ပွဲလေးကိုဒီကနေ့ည Champions League ထဲမှာကျွန်တော်အကြိုက်တပွဲကိုအခုဖြိုလေးမှာကျွန်တော်ညီကိုတွေအတွက်သုံးသက်မှုလေးပြုလုပ်ပေးသွားချင်ပါတယ်အားလုံးပဲမင်္ဂလာပါ97ပေါ်ပေါ်လိုက်ခါနေကျွန်တော်ညီကိုတွေကိုပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ည Champions League ဒါပွဲစဉ်တွေတော်တော်များများရှိပါတယ်ဒီချိန်မှာကျွန်တော်ညီကိုတွေအတွက်ကျွန်တော်အကြိုက်တပွဲကိုအခုဖြိုလေးမှာဒါအကြိုက်ပေါ့နော်သုံးသက်မှုလေးပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲလေးမပြောခင်မနေ့ကလည်းကျွန်တော်ညီကိုတွေအတွက်ကျွန်တော်တပွဲကောင်းရွေးချယ်ခဲ့တာမှာဒါ 100% အောင်မြင်ခဲ့တယ်ပေါ့နော်ဒါကတော့ကျွန်တော်ဥစားကိုအောင်လေးပေါ့ဥစားကျွန်တော်3အောင်မြင်ခဲ့တယ်ဒီကနေ့မှလည်းဒါ Champions League ထဲကတပွဲကောင်းရှိပါတယ်အဲ့ဒါကိုလိုချင်တဲ့ညီကိုတွေကဒီ TikTok ဟောတဲ့ကိုဝင်လိုက် TikTok လေးကို follow လေးနှိပ်ပြီးကျွန်တော်ရဲ့အဲ့မှာနံပါတ်ကလေးကနေဆက်သွယ်ပြီးတော့လာယူလို့ရပါတယ်တပွဲကောင်းပေါ့ကျွန်တော်အကြိုက်ဆုံး Champions League ရဲ့တပွဲကောင်းထွက်မှာဖြစ်ပါတယ်ဒါဆိုရင်ဒီညအတွက်ဒါအတလန်ဒါနဲ့ကျွန်တော် Chelsea ပွဲလေးကိုရွေးချယ်ပြီးတော့သုံးသပ်ပေးချင်ပါတယ်ဒီပွဲစဉ်မှာအဝေးဖြစ်တဲ့ Chelsea ကနေကြီးကျော်ပေးထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီဒါကြီးကျော်ပေးထားတယ်ပေါ့နော်တည်ကြရင်တဝက်ဆုံးရှုံးမယ်ဆိုတော့ချက်စီကကြေကြောပေးထားတယ်။ကိုပေါင်းကြီးပါလေဒါ3လုံးရရင်ပြား50တဝက်ပျော်ရွှင်ခွင့်ရမယ်ဆိုတော့ကြေကြောကိုပေးထားတာကိုတွေ့ရပါတယ်။ဒီဘက်မှာအတလန်နာရဲ့ဒီချန်ပီယံလိဒါပေးဟိုကတော်တော်လေးကိုနည်းနေရကိုလည်းတွေ့ရတယ်။အဲဒီဘက်ကချက်စီကလည်းပေးဟိုကလည်းဒါအတူတူတော့ပဲဒါပေမဲ့ရာကိုတော့များတယ်အတလန်နာတဲ့ဆိုင်ဒီဘက်မှာတော့ကျွန်တော်ကပေးဟိုနည်းတဲ့ဒီအတလန်နာကိုချက်စီကိုရဖို့တော်တော်လေးကိုရုံးကန်ရလိမ့်မယ်လို့ထင်တယ်ဒါပေါက်ကြီးအရာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီပွဲမှာ body ကိုမရွေးချယ်ပဲနဲ့ကိုပေါက်ကြီးကကျွန်တော်အတွက်တော်တော်လေးကိုစိတ်ကြိုက်ဖြစ်စေတယ်ပေါ့နော်ဒါကိုနှစ်သိန်းပေါက်သွင်းကိုကျွန်တော်ကိုအနေကိုပဲသွားချလိုက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဘာလို့လဲဆိုတော့အတလန်နာအိမ်ဝင်လည်းဖြစ်တယ်ပြီးရင်ချက်စီကဝင်ခွင့်ဖြစ်လို့ဒါအတလန်နာကိုခိုးတွေသွင်းနိုင်တော့အဲ့လိုကြီးသွင်းနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ပါဘူးဒါကြောင့်မလို့ကျွန်တော်ကတော့Chelsea ပွဲလေးကိုကျွန်တော်ညီကိုတွေအတွက်ကိုအောင်ကလေးကကျွန်တော်တို့အတွက်စိတ်အဖြစ်နိုင်ဆုံးပွဲစဉ်လေးတို့ရွေးချယ်ပေးလိုက်ပါတယ်နောက်ထပ်တစ်ပွဲကိုတော့ကျွန်တော်ရဲ့ဒီ TikTok ဝေါ်လေးကိုဝင်လိုက်တာနဲ့ကျွန်တော်ရဲ့နံပါတ်ကလေးတွေ့ပါလိမ့်မယ်အဲ့နံပါတ်ကနေဆက်သွယ်ပြီးတော့ဒါယူလိုက်လို့ရပါတယ်တယ်လင်းလေးကိုလည်း comment မှာချပေးထားပါမယ်အားလုံးပဲ good luck ပါ